ဒီစက်တင်ဘာလအတွင်းမှာပေါ့လေတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့စီဝေးလုံးမယ်ဆိုသိရလို့ပါကျွန်တော်တို့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ထိပ်သီးကောင်းဆောင်စီဝေးကိုပြန်လုပ်ဖို့တော့မူလကသဘောထားရှိတဲ့အတိုင်းကျွန်တော်တို့ဒီလမကုန်ခင်မှာတော့ပြုလုပ်ဖို့တော့သဘောထားရှိနေဆိုလိုတာကကျွန်တော်တို့ဒီအခုနိုင်ငံတော်သမ္မတနဲ့လာတွေ့တဲ့ခရီးစဉ်ကိုပြန်လည်တင်ပြပြီးတော့ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဘယ်လိုဆောင်ရွက်မလဲဆိုတာဆွေးနွေးမှာဖြစ်ပါတယ်ပါတီအဲ့ဒီစီဝေးကလေဘယ်နေရာမှာလုပ်ဖို့စီစဉ်ထားလဲဘယ်နေ့သတ်မှတ်ထားပါလဲဗျကျွန်တော်တို့ဒီလောက်မကုန်ခင်တော့လုပ်မှာပဲဗျ။ရေဘူးရတော့ကျွန်တော်တို့24ရက်25 26အဲ့လောက်မှလုပ်ဖို့လို့စီစဉ်ရှိပါတယ်။လုပ်နေကြနေရပေါ့ဗျာ။ကျွန်တော်တို့လုပ်နေကြဆိုထိုင်းနိုင်ငံမှာပဲ။ချင်းမိုင်မှာပဲဖြစ်နိုင်မယ်နေထားမျိုးပေါ့။ဖြစ်နေကြကတော့အများဆုံးအဲ့မှာဖြစ်ပါမယ်။စက်တင်ဘာ9ရက်နေ့ကသမရနဲ့နေပြည်တော်မှာဆွေးနွေးပြီးတဲ့နောက်ပိုင်းပေါ့လေဒီ MNDAA တို့ AA တို့ပါဝင်ဖို့အတွက်ကိုဆွေးနွေးပြီးမဲ့လည်းမရေရာတဲ့အဖြေထွက်ခဲ့တယ်ပေါ့လေ။ပါတီတို့ရဲ့ဒီတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ဆွေးနွေးပွဲရောဘယ်လိုနည်းလမ်းများရှာနိုင်မယ်လို့ရောမြင်မိပါလဲဗျကျွန်တော်တို့အခုကတော့ဒီကုသမတနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာသမတကပြန်လဲဆွေးနွေးတဲ့အပေါ်မှာမူတည်ပြီးတော့ဒါရလလို့ပဲကျွန်တော်တို့သဘောထားတာဒီရလအပေါ်မှာကျွန်တော်တို့တိုင်းသားလက်ကဖွဲ့စည်းတွေကဘယ်လိုဒါဆုံးဖြတ်မလဲဆိုတာကကျွန်တော်တို့အဲ့ဆွေးပွဲမှာဒါပြောလို့ရမှာပေါ့နော်ဒီနေရာမှာကတစ်ဖွဲ့ချင်းရဲ့သုံးသပ်မှုဆုံးဖြတ်မှုအပေါ်မှာလည်းမူတည်တယ်အကုန်လုံးနဲ့ပြန်လဲစုစည်းတဲ့အခါမှာလည်းအကုန်လုံးရဲ့သုံးသပ်မှုဆုံးဖြတ်မှုပေါ်မှာလည်းတည်တာဟုတ်ပါတီတို့ဒီ SD အဖွဲ့ပဲလားတခြားသော SD ထဲမှာပါတဲ့ဟိုတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘယ်သူတွေများပါအောင်အောင်မလဲဗျကျွန်တော်တို့အခုအနေဆုံးကတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ NCCT SD အဖွဲ့ဝင်တော့ပါမှာပေါ့ဗျာနော်အနေဆုံးပေါ့လေအဲတော့ကျွန်တော်တို့19ဖွဲ့တော့ပါမှာပေါ့အဲ19ဖွဲ့ကအရှင်းမြကောင်းဆောင်တွေကတော့ဒီနေ့စီးပွဲကိုတက်မယ်လို့တော့ကျွန်တော်တို့အဲ့လိုဖိတ်ထားတယ်လေတက်မယ်လို့လည်းပြောလင့်ပါတယ်ဒီသမရနဲ့ဆွေးနွေးပွဲမှာပေါ့လေဒီ NCA လက်မှတ်ထိုးမဲ့ကိစ္စကိုရောဒီဆွေးနွေးပွဲမှာဘယ်လိုညှိနှိုင်းကြမလဲအဲ့ဒါလေးရောသိပြသေးဗျကျွန်တော်တို့အဲ့မှာသမရနဲ့တွေ့တဲ့အချိန်မှာကျွန်တော်သမရကအခု NCA မှာပါဝင်လက်မှတ်ရေးထိုးတဲ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့တိုင်းသားလည်းအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့သူကသူ့သဘောထားသူ့အမြင်တင်ပြပြီးဖြစ်တယ်ဒီအပေါ်မှာကျွန်တော်တို့လက်မှတ်ရေးထိုးမဲ့ရဲ့အကိုကြတော့ကျွန်တော်တို့သူမူလကအဆိုပြုတာကတော့ဒီစက်တင်ဘာလ29ဒါမှတိုင်းသားလည်းအဖွဲ့အစည်းဘက်ကတော့29ရက်ကျွန်တော်တို့အတွက်အချိန်ရမလုံလောက်ဘူးပြင်ဆင်ရမယ့်အချိန်ပေါ့လေကိုအဖွဲ့အစည်းတွင်းလို့နောက်ပြီးတော့ပြည်လူတွေချပြမှာလို့ဒါကြောင့်မလို့သူကပြန်လဲအဆိုပြုညှိနှိုင်းတာကတော့ဒီအောက်တိုဘာလလေလောက်သမတကပြန်ပြီးတော့အဆိုပြုတာကတော့အောက်တိုဘာလပထမပတ်မှာပေါ့နော်အဲ့ဒါကိုပြန်လဲဆိုပြုတယ်ကျွန်တော်တို့ကတော့အဲ့မှာကျွန်တော်တို့ဘက်မှာပြန်ပြီးသတ်မှတ်တော့မရှိဘူးဒါပေမဲ့တကယ်လို့ကျွန်တော်လက်မှတ်ရေးထိုးမဲ့ရက်ကိုသတ်မှတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ဖက်စလုံးကပါဝင်လက်မှတ်ရေးထိုးမဲ့အဖွဲ့အစည်းအခုအစိုးရနေပြီးတော့အတိမပြုတဲ့ bilateral လက်မှတ်ရေးထိုးတဲ့အဖွဲ့15ဖွဲ့ကအစိုးရကနေကျွန်တော်တို့ပြန်လဲညှိနှိုင်းပြီးတော့အဲ့မှာပဲရက်ဆိုတော့ဘုံတင်တော်တယ်လဲဆိုတဲ့လက်မရေးထိုးမဲ့အစီအစဉ်တွေကိုလည်းအတူတူကတော့ကျွန်တော်တို့ထိုင်ပြီးတော့ဆွေးနွေးပြီးတော့ချမယ်သဘောတော့ရှိပါတယ်ဒါတော့ဒီလတော့အတွင်းမှာလည်းဖြစ်နိုင်တာပဲသမရနဲ့တော့ဒါ SD အဖွဲ့နဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေထိပ်တီးခေါင်းဆောင်တွေပေါ့လေတွေ့ခဲ့တယ်ကာကွယ်ရေးဦးစီးချုပ်တော့မပါဘူးပေါ့ဗျာခီးထွက်နေတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းပေါ့လေကာကွယ်ရေးဦးစီးချုပ်နဲ့များတီးတန့်တွေ့ဆုံဖို့များရှိအောင်မလားဗျလောလောဆယ်မှာအဲ့လိုအစီအစဉ်တော့မရှိဘူးပေါ့နော်သမရနဲ့တွေ့နေဆိုတာလည်းနိုင်ငံတော်မှာလည်းအမြင့်ဆုံးကောင်းဆောင်တူအနေနဲ့ဒါတွေ့ဆုံပြီးတယ်ဆိုတော့ကျွန်တော်တို့အဲ့မှာချိန်မှာလည်းကျွန်တော်ကာကွယ်ဦးစီးချုပ်မရှိတဲ့အပေါ်မှာကျွန်တော်သိကြတော့တွေ့ဆုံမှုမရှိတော့ဘူးဘလောလောဆယ်ကထပ်မတွေ့ဆုံမှုအစီအစဉ်တော့ကျွန်တော်ဘာမှမချရဘူးနေပြည်တော်မှာ9ရက်နေ့ကဒီဆွေးနွေးပွဲစနေတဲ့အချိန်ပေါ့လေရှမ်းမြောက်ဘက်မှာလည်းကွတ်ခိုင်ဘက်မှာလည်းဒါ TNL နဲ့အစိုးရတပ်မတော်တိုက်ပွဲဖြစ်တယ်ကချင်မှာလည်းတိုက်ပွဲဖြစ်တယ်လို့ကြားရတယ်ဘလို့အကြောင်းများလို့များဖာဒီသုံးသက်ချင်လဲဗျကျွန်တော်တို့ကပြည်စီချင်တာကအခုအပိခရဆေး ANC လက်မရေးထိုးနိုင်တဲ့ရွေးကတော့တိုက်ပွဲတွေကရှိနေမှာပဲဒါကိုအပိခရဆေးလုံးနိုင်အောင်ကျွန်တော်လက်မရေးထိုးလို့ရှိရင်ဒီစာချုပ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်အကောင့်ထဲပုံမယ်ဆိုလို့ရှိရင်တိုက်ပွဲတွေကလည်းရှော့နေသွားမှာပဲဟုတ်ကဲ့ဗာဒီပရိုဆော့ကတွေအခုလိုပြကြပေးတာကျေးဇူးများကြီးတင်ပါတယ်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်